ငါကိုတော်လာတဲ့ပုံစိတ်တော်တဲ့ငါကိုတော်လာတဲ့ပုံတော်တဲ့ငါကိုတော်လာတဲ့ပုံစိတ်ဟယ်လိုဦးဘာလုံးနေလဲလက်ရှိကုမ္ပဏီရဲ့အခြေအနေကလုံးဝမကောင်းဘူးဒေဝါလီခံရတော့မယ်ဦးအားလာလို့စကားပြောချင်တယ်ဘလို့အားမလဲကုမ္ပဏီဒီလိုဖြစ်နေတာကိုဒီလိုအချိန်မှအားနေရမှာလားဦးမင်းမရှိနေရလားငါတို့ဆွေးနွေးကြရမယ်ဒီကိစ္စကုမ္ပဏီတစ်ခုလုံးရဲ့အကျိုးစီးပွားနဲ့ပတ်သက်နေတယ်အဲ့ဆိုလေခဏနေတွေ့ကြမယ်လေတွေ့ကြတာပေါ့တွေ့ရမှာပေါ့ငါတို့တွေဆွေးနွေးရမယ်တိုင်ပင်ရမယ်ဒီကိစ္စကိုအမြန်ဆုံးအဖြေထွက်အောင်အဖြေရှာကြရမယ်ဒါကြောင့်မလို့ညနေ9:00 နာရီကုမ္ပဏီရုံးခန်းမှာတွေ့မယ်ပျော်အားအဲ့ဆိုတွေ့မယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အရေးကြီးစာရွက်စာတမ်းတွေလည်းအပြည့်စုံယူလာခဲ့ပါမယ်အဲ့ဒီကြမှာအသေးစိတ်ဆွေးနွေးကြတာပေါ့ဗျာဦးချစ်တယ်ဘယ်တော့မှရှုံးမပေးဘူးဟာပိတ်ရမှာမိမနဲ့အေးစင်းနေပါမယ်ဆိုမှနားရနော်များနေတော့ဘာဖြစ်လဲညားတယ်တော်တော့ဘာဖြစ်လဲငါလုံးပြီးတော့မယ်နော်ကျုပ်စမ်းထိလိုက်လေကျမတော့ထိရစောက်ကြောင်များနေပြီနော်နေဆက်နေတယ်ပြောမယ်နန်းလို့လေချစ်လန်းလေးကမ်းမီသူကမင်းလည်းသမီးပန်းတွေပွင့်စေဘုံတွေကမင်းအတွက်နေနာမင်းဆိုရမချေဝင်မီလားအတိုင်းဝိုင်းစကားမေးယုံတာပါမုတ်စိတ်မွေးနေလှလဲမလားလှမလားနင်းပူပါလားအပေါ်ကသပင်ကလည်းခလေခွဲတာသေးတယ်မရှိရဲ့အမွေးကိုအောက်ကမုတ်စိတ်နဲ့အပေါ်ကခလေခွဲနေအမှကြည့်တယ်မွေးငါခွဲတာဘာဖြစ်လဲရုပ်ဆိုးလိုက်တယ်ကွာကြည့်ရတာသူများကပြောတာနင်းရုပ်ကတော့တော်တော်လှနေဆိုတော့ငါရုပ်ကမင်းရုပ်ထက်အများကြီးတာတယ်ရအဲ့ဒါဆိုရုပ်ချောပြိုင်မလားမင်းနဲ့ကလည်းဘသူပူချောပြိုင်မလားဟမ်ရအဲ့ဆိုငါမှဆော့ရှိတယ်မင်းမှဆော့ရှိတာဟမ်အခု2025ခုနှစ်အတွင်းမှာကျမတို့အနေနဲ့မနစ်ကထက်ဥတွေကိုပုံမဥနိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်ဒါကြောင့်ပုံမဥထား2025ဆိုတဲ့ဆောင်းမုတ်ကိုချမှတ်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်တယ်ကျမတို့အနေနဲ့တခါဥ5လုံးကနေ10လုံး15လုံးထိဥနိုင်အောင်လေ့ကျင့်ပြင်ဆင်ထားကြရမှာဖြစ်တယ်မကြိုးစားဘဲနဲ့တော့အောင်မြင်မှုဆိုတာရလာမှာမဟုတ်ဘူးဒါကြောင့်ဥများများဥနိုင်ဖို့ဖင်ကောင်းကျဲအောင်လှုပ်ထားကြဖို့မှားကြလို့တဲ့မရှင်းတာရှိကြလားရှိပါတယ်ရှင်ဘာမရှင်းတာလဲပြောကျုပ်တွေကတပ်ဖမျိုးစားမတူရင်ရလားရှင် Good question ချက်ဖတ်ရည်တော့ကတော့ကျမဆန္ဒရှိသလောက်ခွင့်ပြုပေးထားတယ်လိုအပ်ရင်ငါမဝင်ကူညီမယ်အားလုံးဝမ်းတာလိုက်တာဘလို့ဝမ်းတာမှမသိဘူးငါ crash လေးသူ့ဘယ်နဲ့ပြတ်သွားပြီဝမ်းတာတယ်ဒါပေမဲ့နောက်တစ်ယောက်သူပြန်ထားအောင်ပါပဲဟာရဲ့တောက်အောင်ဆင်းလျှောက်ခိုင်းပါလားကွာအမလေးမလျှောက်ခိုင်းပါဘူးတော့ကျုပ်သား6တွေပူကုန်မှာပေါ့မင်းကြက်လိုလိုက်အဲ့ခွေးမသားမွေးစားသားကိုအဲ့လိုမပြောပါနဲ့ကျမအဖေဝင်စားတဲ့ကလေးလေးကိုနင်းအဖေကကျွဲအဲ့ကောင်ကခွေးဘယ်လိုဝင်စားမှာတော့လမ်းလျှောက်ပုံအားစားကျမအဖေနဲ့တပုံစံနေပါတော့၄ဘက်ထောက်ပြီးသွားတာခွေးပါဆိုမှ၄ဘက်မထောက်လို့လူတွေလိုမတ်တက်ရပြီးသွားမှာလားမမကြီးနောက်မှဆော့ပါဗျာတစ်တော့ဆော့တော့အရင်မကြည့်ပါဘူးမြတ်တာစိတ်မမပဲပြေးတာလေမမကြီးတစ်တော့နောက်မှဆော့အရင်ဆုံးမြတ်တာစိတ်ရိုးဖိတ်ရအောင်ပြောနေလာမလို့နဲ့နောက်ဆုံးအကိုကြီးငါအကိုကြီးဆိုင်ကကေးလားဆိုင်ကကေးသွားမလားအကိုကြီးညောင်းလားမဆက်သွားမလား KTV သွားမလားတချင်းစုံမလားမမေရှေ့ဟိုင်းရဘာကြီးလည်းမသိဘူးအဲ့ဒါကားလေလူမသားတွေစီးတာပေါ့မမေတားလို့စင်မသားတွေရောစီးလို့မရဘူးလား
ဘယ်လိုလို့စီးလို့ရမှာတော့ဒီဝိတ်ကြီးနဲ့တက်နေလိုက်လို့အကုန်ပြားကုန်မှာပေါ့ဟဲ့ဒီတောင်းလေစင်မသားတွေစီးတဲ့ကားဝယ်ပဲအမလေးတောင်းဆိုတတ်တယ်နော်လူမသားတွေစီးတဲ့ကားတိတ်တိတ်လေးတောင်ဒီလောက်ဈေးကြီးတာငါတို့စင်စီးတဲ့ကားဆိုရင်ပြောမနေနဲ့တူဝယ်ပဲဟေ့ငါသိချင်တဲ့သတင်းပါလား ပါတယ်ဒီနေ့ညငါတို့အိမ်မှာလှုပ်ရှားမယ်အေးဒီနေ့ငါသခင်ရဲ့အိမ်မှာ9ကျော်15တုံးကျော်တယ်ဆက်ပြောသူတို့မိသားစုတွေညစာစားတာ6တုံးပဲကုန်တယ်ကျန်တဲ့9တုံးကိုလူအိမ်ထဲမှာထည့်သိမ်းထားတယ်လူအိမ်ရှိမှည7နာရီတိတိတွေ့မယ်သွားပြီတော့ဘောင်းညိုစင်လေးဗီဒီယိုလေးဖမ်းအောင်ကျွန်တော်ကလုတ်ကြည့်ရတယ်ကြည့်လိုက်တာအော်မိဘကြီးမြင်တော့ဟိုတချင်းလေးသွားတတိရတယ်မဟုတ်ဘူးရဲ့မိဘုံပွဲမှာစုကဝေးကပေါင်းဖော်များနဲ့ပျော်ရွှင်ပွဲနှကညာကမုံရဲ့ညှုတလို့အပြုံးနဲ့ရှုလို့မမုံအောင်ပင်ကိုချဲကိုခုလည်းအဲ့လောက်ပဲရတယ်စိတ်ကိုလာကစားနေတာဒီကောင်အချိန်နေနဲ့အချိန်ကောက်ကြည့်အောင်ကိုကစိတ်မပျော်ဘူးစိတ်တွေမပျော်နေဘူးမင်းစိတ်ရဲ့အချိန်ကိုနားမလဲဘူးလားပြန်လာခဲ့မင်းကိုစိတ်ကျင်နေတဲ့ဒီခွေမှာYeah. Sweet. They know me cause I'm nice with the rap. See so low that I drop the back. Me no aim ma buying check. Maro aim ma ngapi check. Kick so clean that I stay in the pad. That's 800 bills next to the calf. Chi wai le chini ma kaung lo jet u build da sa nai bu. She like me cause I know how to act. She don't even know that I rap. Oh matter of fact, go low when I'm blowing it back. Cold flow, cold this and the coldest sack. မျိုးပြနေတဲ့ကြေးလက်တို့မကြလောတောင်းနေလေထပ်ပြီးချနိုင်ငံတော်ကချပေးထားတဲ့ငွေလေးတောင်းနဲ့ငါတို့မရ Whoa, major deal but I still stay home. စီဝေတာလဲငါတို့မရ Rips in the jeans look like I'm broke. စံဝေတာလဲငါတို့မရ Brand new girl, she divine. I keep my exes in line and tic-tac-toe. နောက်ဆုံးစားကြမရှိလို့ပေါင်လန်လိုက်တာအိမ်ကြီးမရှိတော့ဘူး 你别让我的要这个咱们家里去给他做，我是嘛看大家对你妈妈对他个，你们是咱们是六吧，俺的老大个。